ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ခဲ့ပေမယ့်စားတောက်တွေကမကောင်းလို့လူပြောများနေတဲ့ဆိုဗီယက်တစ်စင်နဲ့ဟင်းဝေးရန်ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကျင်းပခဲ့ပေမယ့်စားတောက်တွေမကောင်းလို့လူပြောများနေတာကဟင်းဝေးရန်နဲ့ဆိုဗီယက်တစ်စင်မှာငယ်စဉ်စုံတွေရဲ့မင်္ဂလာပွဲကြီးကတော့ရွှေကောပိတ်တာဝစ်စုံတွေဘီလီယံတန်လက်ဖွဲ့တွေတန်မိုးပြတ်များတဲ့ရန်နာတွေနဲ့တကယ်ကိုမှမျက်စိတိတ်လောင်အောင်ခမ်းနားခဲ့တာအလုံးသိပါဒါပေမဲ့ဒီလိုပြည့်စုံလုံးနေလို့ထင်ရတဲ့ပွဲကြီးရဲ့နောက်ွယ်မှာအခုပြည်သက်တွေနဲ့ပွဲတက်ရောက်ခဲ့သူတချို့ရဲ့ကြားမှာအကြီးအကျယ်ဝေဖန်တဲ့တွေထပ်ပေါ်စေတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ချားမဟုတ်ပါဘူး။ဒီဘီလီယံတန်မင်္ဂလာပွဲကြီးရဲ့အဲဝတ်အစားအသောက်မီနူးတွေကြောင်းပါပဲ။ပထမဆုံးဝေဖန်တဲ့စတင်ခဲ့တာကတော့သူတို့ရဲ့မင်္ဂလာအိတ်ခံပွဲနေ့ကပါပဲ။ဒီပွဲကိုတက်ရောက်လာကြတာကတာမန်ဧည့်သည်တွေမဟုတ်ပါဘူး။မြန်မာနိုင်ငံရဲ့ထိပ်တန်းသတင်းကြီးတွေလုပ်ငန်းရှင်ကြီးတွေနာမည်ကြီးလူပညာရှင်စုံလင်မှာဒါပေမဲ့ဒီလိုထိပ်တန်းဧည့်သည်တွေကိုဒီလောက်ခမ်းနားတဲ့ခမ်းမကြီးထဲမှာကျွေးမွေးခံခဲ့တဲ့အစားအသောက်ကလက်ဖက်တုပ်ကော့ပြန်စိမ်းနဲ့ဟမ်ဘာဂါဖြစ်နေခဲ့လို့ပါပဲဒီသတင်းထွက်လာတာနဲ့လူတွေကြားထဲမှာဒါတကယ်လားဆိုပြီးတော့အံ့ဩကုန်ကြတာပေါ့တစ်ဖက်မှာရွှေကိုပိတ်တာဝိစုံနဲ့မျက်လုံးကိုဖန်ဆားပြီးတစ်ဖက်မှာတော့ဧည့်သည်တွေကို Facebook နဲ့တရေစာ snap တွေနဲ့အခမ်းအနားဟာလုံးဝတွဲဖက်မညီဘူးမလိုက်ဖက်ဘူးဆိုတဲ့ဝေဖန်တဲ့နေညံသွားခဲ့ပါတယ်အချို့ကတယောက်လာတဲ့ဧည့်သည်တွေကိုမလီးစားရာကြတယ်လို့ဆိုသလိုအချို့ကလည်းဝစ်စုံကိုပြတ်သုံးပြီးတော့အခန့်ကျွေးမွေးစေးကိုတော့ကက်ဆေးနေလိုက်တာဆိုပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်ကဲအခန့်ပွဲမလို့ဖြစ်သွေးတာဖြစ်နိုင်တယ်လို့ဖြေတွေးလို့ရပါသေးတယ်ဒါပေမဲ့နောက်တနေ့မှာတီးတန့်ကျင်းမာတဲ့မင်္ဂလာညသာစာပေဝေဒီတင်နာမှာထင်သလောက်မကောင်းဘူးလို့သိရတာပါညသာစာဝေးတာကတော့ထုံးစံအတိုင်းဟိုတယ်ကြီးတွေရဲ့ခန်းနာတွေဆက်မီနူးတွေဘူဖေးတွေနဲ့ဧည့်သည်တွေကိုကောင်းမွန်မွန်ကျွေးမရမှာပါဒါပေမဲ့အင်တာနက်ပေါ်မှာဗီဒီယိုဖိုင်တစ်ခုတောင်မှထပ်ပေါ်လာခဲ့ပါတယ်အဲ့ဗီဒီယိုဖိုင်ထဲမှာပွဲတက်လာတဲ့ဟင်းဝီယံမကြီးကသူတို့စပွဲပေါ်တင်ထားတဲ့ဟင်းဂျိုပကံကိုရိုက်ပြထားပြီးတော့ဟင်းဂျိုကဒဇက်လေးမှာတောက်လို့မကောင်းဘူးဆိုပြီးမူရနဲ့ဗီဒီယိုထွက်လာတာပါဒီဗီဒီယိုထွက်လာပြီးနောက်မှာတော့ငယ်စဉ်စုံတွေရဲ့မင်္ဂလာပွဲဟာအဆောင်အတော့လုံးဝမကောင်းဘူးဆိုပြီးတော့လူပေါ်များသွားခဲ့တာပဲဖြစ်ပါတယ်မင်္ဂလာပွဲဆိုတာကိုယ့်ရဲ့အောင်မြင်မှုကြွယ်ဝမှုကိုပြတဲ့ပွဲဖြစ်တယ်လို့ကိုယ့်ကိုလေးစားတန်ဖိုးထားပြီးတော့တက်ရောက်လာတဲ့ဧည့်သည်တွေကိုအေးဝတ်ကြတဲ့ပွဲလေးဖြစ်ပါတယ်အခုကဝတ်ဆောင်ပြင်ဆင်မှာတော့တန်မောင်းရာနဲ့ချီသုံးပြလိုက်ပြီးတော့အဲဝတ်အပိုင်းစားတောက်ကြမှာဟမ်ဘာဂါလက်ဖက်တော့တောက်လို့မကောင်းတဲ့ဟင်းချိုတွေနဲ့အိတ်ခံလိုက်တာဟာလူပြောများနေပါတယ်တကယ်တမ်းပြောရရင်ဒီကိစ္စဟာငယ်စဉ်စုံတို့ရဲ့ဂုဏ်သိက္ခာကိုပါထိခိုက်စေပါတယ်မင်္ဂလာဆောင်ဆိုတာမျက်နှာနဲ့စေတနာနှစ်ခုလုံးပြရတာပါအခုမျက်နှာဝက်စားကိုပဲအပြက်ပြပြီးတော့စေတနာစားတောက်မှလာချိုရင်တော့ပွဲတက်လာတဲ့ဧည့်သည်တွေရဲ့စိတ်ထဲမှာဘယ်လိုနေသွားမလဲဟင်းဝရရမကြီးအကိုမိမကိုယ်တိုင်ကဟင်းချိုတောက်မကောင်းဘူးလို့လူမြင်ကွင်းမှာဗီဒီယိုထွက်လာတဲ့ကလူပြောများနေတာပါတိမ်မောင်ရနဲ့ချီသုံးနိုင်ပြီးမှဧည့်သည်တွေကိုအနည်းဆုံးစားလို့ကောင်းတယ်လို့ပြောရမယ့်စားတောက်လေးတောင်မှဘာလို့မစီစဉ်နိုင်ခဲ့ရလဲဆိုတာကတော့တကယ်ကိုမှစဉ်းစားစရာဝေဖန်စရာအကွက်ကြီးဖြစ်သွားခဲ့ပါပြီပရိသတ်ကြီးတို့ရောဘယ်လိုမြင်ပါသလဲဒီလိုခန်းထားတဲ့ပွဲမှာစားတောက်မကောင်းတဲ့ပုံမှာဘယ်လိုမြင်ကြလဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်ကြည့်ရှုပါပေးခဲ့ကြတဲ့ပရိသတ်တွေကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့ရောလောက်နဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်အပိနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်